ဆိုတော့အရင်ပိုင်းသင်ခန်းစာမှာဘာတွေသင်ပြီးသွားပြီလဲဆိုလို့ရှိရင် translation ပေါ့ translation မှာမှ horizontal translation တော့ vertical translation နဲ့ပြီးသွားပြီဒီတစ်ခါမှာ reflection မှာမှ reflection on the x axis လည်းပြီးသွားပြီ reflection on the y axis လည်းပြီးသွားပြီ reflection on the origin လည်းပြီးသွားတယ်အဲ့တော့ reflection နဲ့ translation နဲ့ပြီးသွားပြီဆိုတော့ဒါလေးဆက်လေ့လာလို့ရတယ်အဲ့ဒီမှာဆက်ကြည့်လိုက်ပေါ့နော် point p -3.1 ဒီ point တစ် point ဖြစ်တယ်ဒါဆိုတော့ဒီ y equal f(x) လို့ခေါ်တဲ့မူရင်း graph ပေါ်မှာဒီကောင်လေးရရှိတာပါနော်အဲ့ဒီမှာဒါလေးဆက် transform လုပ်ထားတာဒါဆို y equal f(x) ကိုဆိုတော့ဒီကောင်လေးဖြစ်သွားအောင် transform လုပ်ပြီးမှဖြစ်ပါတယ်အဲ့ဒီမှာဆိုတိရမှာကဘာလေးသိထားမယ်ဆိုလို့ရှိရင်ဒီမှာဒါဒီဆိုတော့ y တန်ဖိုးတစ်ခုလုံးအဲ့ y တန်ဖိုးတစ်ခုလုံးနဲ့ရှင်းမှာဆိုတော့ဒီမှာ minus ပါတယ်ဆိုတော့ဒါဒီဘာလဲဆိုလို့ရှိရင်ဒီ minus ပေါ့ရှေ့ဆုံးမှာရှိတဲ့ minus လေးဒီ y တန်ဖိုး minus တက်ထားကြဆိုတော့ reflection on တယ်ဆိုတော့ဘာလဲဆိုရင် 8 axis ဖြစ်တယ် reflection ပေါ့ reflection on တဲ့ 8 axis ဖြစ်တယ်ဆိုတာသိရမယ်အဲ့တော့8ရဲ့ရှေ့မှာ minus ပါတယ်ဒါဆိုဒီ8ရဲ့ရှေ့မှာ minus ပါတယ်ဆိုတာဒါဒီ reflection on တဲ့ y axis ဖြစ်တယ်ဆိုတော့သိရမယ်ပြီးတော့တစ်ခါဒီမှာ8တန်ဖိုးကို10နှုတ်ထားတာ8တန်ဖိုး10နှုတ်ထားတယ်ဆိုလို့ချင်းဆရာတို့သိရမှာဒါဒီဆရာတို့ကနေပြီးတော့ horizontal translation လုပ်ထားတယ်ဆိုတာသိရမယ် horizontal translation နောက်က +7 ပေါင်းထားတယ်အဲ့တော့ဒီမှာဒါဒီ y တန်ဖိုးပေါ့အဲ့ y တန်ဖိုးတစ်ခုလုံးကိုကျွန်တော် +7 ပေါင်းထားတယ်ဆိုတော့ဒီဒါဒီဆိုတော့နေပြီးတော့ vertical translation လုပ်ထားတယ်ဆိုတာသိထားရမယ်เนาะအဲ့ဒါဆိုတော့အကုန်လုံးပေါင်းလိုက်ပါပြီအဲ့နောက်ကလည်း +7 ဆိုတာဒါ k ရဲ့နေရာပေါ့ဆိုတော့ဒါသိရမှာဒါဆိုတော့ဒါဒီမှာဆိုတော့ဒါဒီ k ရဲ့နေရာဖြစ်တယ်အဲ့ဒါဆိုတော့ h ရဲ့နေရာဖြစ်တယ်ဒီမှာဆိုတော့ဒါကတော့ translation ဒါကတော့ reflection ရဲ့နေရာတွေပေါ့အဲ့တမို့ reflection လုပ်တယ်ဆိုရင် reflection on the y axis ဖြစ်မယ်ဒါဒီ y ရဲ့ရှေ့မှာအနှုတ်ပါဒါ reflection x axis အဲ့တော့ reflection on the x and the reflection on the y axis အဲ့ဝင်ရော y ဝင်ရောနှစ်ခုစလုံးကို reflection လုပ်တယ်ဆိုတာ reflection on the origin ဖြစ်တယ်ဆိုတာသိရမယ်เนาะအဲ့တော့အဲ့ဝင်ရော y ဝင်ရော reflection လုပ်ထားရဆိုလို့ရှိရင် reflection on the origin ဖြစ်တယ်ဆိုတာသိရမယ်အဲ့တော့ဒီမှာ horizontal translation ကကြတော့ဒီ8တန်ဖိုးဆိုတော့နေပြောင်းပြန်ယူရဒီမှာ8တန်ဖိုးက minus တန်ဆိုလို့ရှိရင်ဆိုတော့ဒီမှာ8တန်ဖိုးဒီသိရမှာက8တန်ဖိုးဒီ plus တန် unit ကိုပြောတယ်ဆိုတာသိထားပါမယ်8တန်ဖိုးတန် unit 8တန်ဖိုး10ဆိုတော့ plus ဖြစ်တယ်ဒီမှာ minus ဆိုဒီက plus ဖြစ်ရမယ်8တန်ဖိုး10ဒါဆိုရင်ဒါဒီဘယ်ကိုသွားမလဲဆိုလို့ရှိရင်8တန်ဖိုးဒီ3ညထက်ကြီးတဲ့10ဆိုလို့ရှိရင် right ညာဘက်ကိုသွားတာဟုတ်8တန်ဖိုးဒီ3ညထက်ငယ်တယ်ဆိုလို့ရှိရင် left ဘယ်ဘက်ကိုသွားမယ်ယခုဒီမှာဆိုတော့ဗျာမြန်ကောက်တဲ့အခါမှာဒီမှာ minus တန်ဆိုတော့8တန်ဖိုးအပေါင်းကြီးဖြစ်နေလို့ minus ဖြစ်တာဒါဆိုရင်8တန်ဖိုးတန်ဆိုရင်ဒါဆို right ညာဘက်ကိုရွေးမဲ့ကောင်ဆိုသိရမယ်နော်8တန်ဖိုး10ယူနောက်ဒါဒီ k တန်ဖိုး k ရအတက်ယူရတယ်ဒီမှာ k ရ +7 ဆိုရင် k တန်ဖိုးဒီ7ဖြစ်တယ်ဆိုတာသိရမယ်အဲ့တော့ k တန်ဖိုးဒီ3ညထက်ကြီးမယ်ဆိုလို့ရှိရင်เนาะအပေါ်တက်မယ် k တန်ဖိုးဒီ3ညထက်ငယ်မယ်ဆိုရင်เนาะအဲ့ cap ဒီ down အောက်ကိုဆင်းမှာဖြစ်ပါတယ်ယခုဒီမှာ k တန်ဖိုးက +7 ဆိုတဲ့အတွက်ဒါဒီဆက်တော့နေပြီးတော့ cap ဒီအပေါ်တက်မယ်ဆိုတာသိရမယ်ဒါဒီကဘာလဲဆိုလို့ရှိရင် vertical translation အပေါ်တက်ထားတာဖြစ်ပါတယ်အဲဆိုအယုံနဲ့သူ့ကိုဆက်တော့ဒီမှာ translation လုပ်ကြရအောင်မူရင်း function ရဘယ်လိုရှိမလဲမူရင်း function ကဒီမှာ1 equal မူရင်း function က1 equal f(x) လို့ရှိပါတယ်အရင်ကဒီ1 equal f(x) ကိုဆိုတော့ဘာရင်လုပ်မလဲဆိုလို့ရှိရင်ဒီ horizontal translation လုပ်လိုက်မယ်အဲ့တော့ horizontal translation ဒီမှာ horizontal translation ဆိုတော့ horizontal translation မှာမှဆိုတော့ညာဘက်ကို10 unit သွားထားတာဒါသူ့လုပ်လိုက်မယ်ဆိုတော့ translate horizontal ပေါ့နော် horizontal translation ကြီးလုပ်မယ်ဒီက ANSNAD horizontal translation နဲ့10 unit ပေါ့ unit ကဆိုတော့10 unit ဖြစ်တယ်အပေါင်းငယ်10 unit right ညာဘက်ကို10 unit သွားထားတာဒါဆိုဒီမှာဖြစ်သွားတာက1 equal f(x) ကနေပြီးတော့y equal f(x) ဒီမှာဆိုမှာညာဘက်ကို10 unit သွားတာဒီမှာ1 equal f(h) - 8လို့ရှိတယ်ဒါဆိုတော့ညာဘက်ကို10ဆိုတော့8တန်မိုးက10ဆိုတော့ဒီမှာ10လာထည့်လိုက်တဲ့ခါမှာ1 equal f(h) - 10ဖြစ်သွားဒီမှာဆိုတော့အဲ့ဒါဘာဖြစ်သွားမလဲဆိုရင်1 equal f(h) - 10လို့ဖြစ်သွားပါမယ်เนาะအဲ့တော့ညာဘက်ကို10 unit ရေးမယ်ဆိုရင်ဒီလိုဖြစ်ဘယ်လိုဒီလိုလေးရေးရတယ်ဆိုတာအရင်ပိုင်းသင်ခန်းစာမှာအသေးစိတ်ပြောခဲ့ပြီးသားเนาะဒါဆိုညာဘက်ဖြစ်တယ် horizontal translation လုပ်ရတာအဲ့ horizontal translation ကိုဆက်လက်ဘာလုပ်မှာလဲဆိုလို့ရှိရင်ဒီမှာရှေ့က reflection y axis ကိုလည်း reflection လုပ်ထားတယ်အဲဆိုတော့ဒီမှာ x axis ကိုလည်း reflection လုပ်ထားတယ်အဲ့တော့ x axis ကို y axis ကိုနှစ်ခုစလုံးကို reflection လုပ်တယ်ဆိုတာ reflection on the origin လေအဲ reflection on the origin ရေးလိုက်ပါမယ်เนาะအဲ့ဒါ reflection reflection on the origin ပေါ့เนาะ origin ကို reflection လုပ်ပါတယ်အဲ့တော့ origin ကို reflection လုပ်တယ်ဆိုတာ8တန်ဖိုးရော y တန်ဖိုးရောနှစ်ခုစလုံးကိုဆက်တော့နေပြီးတော့ဘာလဲအနှုတ်တက်ပေးရမှာဖြစ်ပါတယ်ဒါဆိုဒီမှာဆိုတော့ရေးရမှာကဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင် y equal ဒီမှာရှိတာ y တန်ဖိုးတစ်ခုလုံး y တန်ဖိုးတစ်ခုလုံးမှာလည်းအနှုတ် y တန်ဖိုးတစ်ခုလုံးရဲ့ရှေ့မှာအနှုတ်တက်ပေးရပြီးတဲ့ခါမှာဒီ8တန်ဖိုးရဲ့ရှေ့မှာလည်းအနှုတ်တက်ပေးရမယ် -8 -10 လို့ဖြစ်သွားပါတယ်ဒါဒီ reflection on တဲ့ဆိုပါဆိုလို့ရှိရင် origin ပြီးသွားပြီဒါဆိုဒီမှာပြီးသွားတာက translation ပြီးသွားပြီ reflection on တဲ့ origin လည်းပြီးသွားပြီနောက်က +7 က +7 ပါလေ +7 ကကြာတာဒီ vertical translation လေးဒီမှာဆိုတော့ vertical translation ပေါ့နော် vertical translation ဖြစ်တယ်
particle translation မှာ k တန်ဖို့ဆိုတော့ဗာလဲဆိုလို့ရှိရင်တန်းဆိုတော့ဒီမှာ7 unit 7 unit မှာ k တန်ဖို့ကဒီမှာ plus 7 အတက်ယူရတာဒီမှာ particle translation ကအတက်ယူတဲ့ခါ k တန်ဖို့7ဆိုတာ k တန်ဖို့3ညထက်ကြီးတယ်အပေါ်သွားမယ်7 unit အပေါ်ကိုသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုတော့ဒီမှာရေးလိုက်မယ် y equal minus f minus h minus tan အဲ့အပေါ်သွားမှာဆိုတော့ဒီမှာဆိုတော့ plus ဖြစ်ရမယ် plus ဒါဒီမှာဆိုတော့7ပေါ့ plus 7ဖြစ်သွားတာဖြစ်ပါတယ်ဟောဒီရဖြစ်သွားပြီအဲ့ဆိုတော့ point ကလေးတွေရေးလို့ရတယ် point ကလေးတွေယူကြရအောင်အဲ့ point ကလေးတွေရေးမယ်ဆိုလို့ရှိရင်ဆိုတော့ဒီမှာဒီ p -3.1 ဆိုတဲ့ point လေးပဲ -3.1 ဆိုတဲ့ point လေးက y equal f of 8မှာရှိတာဒီမှာ y equal f of 8မှာရှိတဲ့ point လေးက -3.1 ဒါဆိုတော့နေပြီးတော့10 unit နဲ့ horizontal translation လုပ်လိုက်တာ horizontal translation 10 unit လုပ်လိုက်တဲ့အခါမှာအဲ့ဒီမှာဆိုတော့8တန်မှု10 unit 8တန်မှု10 unit ဆိုတော့ကျွန်တော်8တန်မှု10ပေါင်းပေးရမယ်เนาะဒီမှာ8က10မှုဆိုတော့ဒီမှာရှိတဲ့8တန်ဒါ8တန်မှုဒါ y တန်မှု8တန်မှု10ပေါင်းလိုက်တယ်10နဲ့ -3 နဲ့ဆိုလို့ရှိရင်ဆိုတော့ဒီမှာ plus 7ကျန်ပါတယ်နောက်က y တန်မှု1 y တန်မှု1ဒီထဲလာရေးမယ် y တန်ပြောင်းလဲခြင်းမရှိဘူးအဲ့တော့ reflection sorry horizontal translation ဆိုလို့ရှိရင်8တန်မှုပဲကျွန်တော်နေပြီးတော့ဒီမှာ10 unit ပေါင်းလိုက်တယ် y တန်မှုဒီတိုင်းပြန်ရေးမယ်ပြီးတော့ reflection လုပ်မယ် reflection ပေါ့အဲ့တော့ reflection လုပ်မယ်ဆိုရင် reflection ကဒီမှာညာ on the origin မှာ reflection လုပ်တာမို့ဒါ8တန်ဘူးက y တန်ဘူးကပြောင်းပါမယ်နော်8တန်ဘူး plus 7ဆိုလို့ရှိရင် reflection on the origin ဆိုတဲ့အတွက်8တန်ဘူးလည်းပြောင်းသွားတယ် -7 y တန်ဘူး plus 1ကလည်းပြောင်းသွားတယ် -1 အဲ reflection on the 8 ဆိုတော့ဗါတယ်ဆိုရင် origin ပြီးသွားတာအဲပြီးသွားတဲ့ concept ပြီးသွားမှာကဆိုတော့ vertical translation ဆက်သွားမယ် vertical translation ဆိုတာကကြတော့ဒီမှာဆိုတော့ဗါတယ်ဆိုရင် k တန်ဘူး7ပေါ့ vertical ဆိုတာ y တန်ဘူးပေါ့ဒါ8တန်ဘူးဒါ y တန်ဘူး y တန်ဘူးကိုဆိုတော့ဒီမှာ plus 7ပေါင်းပေးရမယ်ဒီမှာရှိတဲ့ -1 ကို plus 7ပေါင်းပြင်မယ်ရှေ့က -7 -7 ပဲ -1 နဲ့ plus 7နဲ့ဆိုလို့ရှိရင်6ကျန်မယ်နော် -1 7မှာတကယ်6ဒါကြီးနောက်ဆုံးရသွားတဲ့ point လေးတွေဖြစ်သွားတာဖြစ်ပါတယ်အဲဒါဆိုတော့နားလည်မထင်ပါဒါဒီဆိုတော့က translation နဲ့ reflection နဲ့ကိုဆိုအရင်ပိုင်းကပြီးခဲ့တဲ့ translation နဲ့ reflection နဲ့ကိုရောပြီးတော့ဆရာရှင်းပြလိုက်တာဖြစ်ပါတယ်အဲဒါလည်းနားလည်ဖို့လိုတယ်နော် point လေးတွေပြောင်းလဲသွားတာကိုပေါ့အဲနောက်သင်ခန်းစာမှာဆက်ပြီးတော့ဆရာသွားမှာဘာပဲသွားတော့မလဲဆိုလို့ရှိရင် scaling ပေါ့ scaling လို့ခေါ်တဲ့ချုပ်ငင်းချဲခြင်းပေါ့နော်အဲ့ဒီအရာဆက်ပြီးတော့သွားအောင်မယ်အဲ့တော့ translation ပြီးသွားပြီ reflection ပြီးသွားပြီ scaling ပဲသွားတော့မယ်အဲ့ scaling ကိုတော့ဆရာပုံနေနဲ့အသေးသေးပြောမှပြတော့အချင်းချုပ်လေးပဲဆရာရှင်းပြလိုက်တော့မယ်ဒီသဘောတရားရဲ့နားလည်သွားပြီဆိုရင် scaling ကလည်းပြန်ပြီးတော့မှတ်မိမယ်ထင်ပါတယ်နော် scaling ကိုသဘောတရားတော့ပဲဆရာရှင်းပြလိုက်ပါတော့မယ်